သုတ်တံကိုရွတ်ဖတ်ပူဇော်ပါမယ်ယတံတုဘာဝတောယက္ခဏေဝတသင်္တိပိသနံယမိစေဝါနုယောဇံတောရတ္တိန္တိဝမတ္တန္တိတောဒုက္ခံသုပတိသုတ်တောသပါပံကေစီနပတတိဧဝမာတိကုဏုပေတံပရိတံဓမ္မနာမဟေကရဏီယမထာကုသလေနယန္တတန္တံပဒံပိသမစ္ဆတေကောဥဇုဇာတုဥဇုဇာတုဝသောသတ္တမုဒ္ဒဝနာတိမာနီတန္တုတကောသသူပရောဇာအပကေသောသတံလဟုကာဟုတ်တိတန္တိန္တရိယောဇာနိဘကောသအပကဘောကုလေတွနန္တုကိတောနာသဂௌဒမာစရေကေစီယေနဝိညုပရိဥပဝရေယောဒုက္ခိနောဝခေမိနောဟွန်တုသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တယေကေစီပါဏဗုဒ္ဓတိတတဝါထာဝရဝနဝတေတာဒီဃဝါယေဝမန္တာမစ္စည်းမာရတကနုကထူလာဒိဋ္ဌာဝါယေဝအဒိဋ္ဌာယေဝဒုရေဝတန္တိအဝိဒုရေဘုဒ္ဓဝါတံပဝေတိဝသဗ္ဗတတ္တဘဝန္တုဒုက္ခိတတ္တနာပရောပရဏိကုံဘေဒနာတိမေညေထကတ္တစီနကေစီဗျာရောတနာပရိကတေညာနိညာမေညတဒုက္ခမေစေယမာတာယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေဧဝံပိသဗ္ဗဗုဒေတုမာနတံဘာဝေအပရိမာဏံမေတ္တိဇာသဗ္ဗလောကသမိမာနတံဘာဝေအပရိမာဏံဩဒံဒောဇာတိယေသအတံဘာဒံအဝိရမတ္တပတ္တံဒိဋ္ဌံဇရဏိသိနောဝတယာနောယဝတ္တတဝိဒမေတောဧတံတတေယဒိဋ္ဌိယဗြမမေတံဝိဟာရမိရမဟောဒိဋ္ဌိဇာနုပကမ္မသီလဝါဒတနေနတံပန္နောကာမေတုဝိနယကေတနာယိဇာတောကဗ္ဗတေယပုဏ္ဏရေတိမေတ္တာသုတ်တံဟောရခတုမေတ္တာသုတ်တံမေတ္တာသုတ်ပရိဒယဒေသနာတော်မြတ်သည်ဟောတုံမာကံပရိဒယစိတ်ဓာကြည်ပြိုနာယူကြညတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတို့အားရခတုကိုယ်လည်းကြံမာစိတ်ချမ်းသာ၍လူနာများစွာချစ်ခင်လောင်ကောင်းစွာမသွေးစောင့်ရှောက်တော်မူပါစေတည်း